ခွန်ဆန်လောနဲ့နန်းဦးပြင်အပိုင်းတော့ပြီးခဲ့တဲ့အပိုင်းနှစ်တုန်းကနန်းဦးပြင်လေးကိုဝန်ကြီးနဲ့အိမ်ကနေထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာတယောက်ယောက်ရဲ့အရေးကိုတွေးလိုက်ရတယ်ဆိုတဲ့နေရာမှာရက်သွားခဲ့တယ်နော်ကံကောင်းတာကအဲ့ဒီအရေးကရုတ်ခမကြီးမဟုတ်ပဲနန်းဦးပြင်ကိုတနာတဲ့အိမ်ကအစီကံအဘိုးကိုတယောက်ထိနေခဲ့တာပါအဘိုးကဘာမှမပြောပဲနန်းဦးပြင်လက်ထဲကိုထမင်းထုတ်လေးတစ်ထုပ်ထည့်ပြီးမြ мян ထွားတော့သမီးလမ်းမှာဂယူးဆိုင်ပါလို့တိုးတိုးလေးမှာလိုက်ပါလေနန်းဦးပင်တယောက်နှွန်းနိုးတယ်မှာတလန်းချင်းလမ်းမြင်သူ့ရဲ့ရွာလေးစီမို့ဥတီခဲ့တယ်။လမ်းကလည်းဝေးဘိုက်ကလည်းစားကိုဝန်ကြီးကလည်းရှိနေတော့အားအင်တွေကတဖြည်းဖြည်းကုန်လာတာပေါ့။ရောက်ခမကြီးကျွေးခဲ့တဲ့သဲတွေခဲတွေပါတဲ့ထမင်းကြောင်လေးသူ့ရဲ့ကျန်းမာရေးကတော်တော်လေးဆိုးနေခဲ့တာပေါ့။ညအမောင်ထဲမှာတယောက်ထဲရှောင်ရင်းကိုဆန်လော့ကျမကိုလာခဲ့ပါအောင်လို့စိတ်ထဲကနေတစားစားခေါ်နေခဲ့မိတယ်။ဒါပေမဲ့ခွန်ဆန်လော့ကတော့ဝေးလံတဲ့အရာမှာအလုပ်တွေနဲ့လုံးပနေတော့ပေါ့။နောက်ဆုံးတော့နန်းဦးပြင်လေးဟာသူ့ရွာအဝင်ကညောင်မင်းကြီးအောက်ကိုရုတ်တဲ့အချိန်မှာပဲလဲကျသွားပါတော့တယ်။အားရင်ကုန်ခန်းနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဒီထက်ပိုပြီးတောင်းမခံနိုင်တော့ဘူးလေ။သူနောက်ဆုံးထွက်တဲ့အထိခွန်ဆန်လော့ရဲ့နာမည်ကိုပဲတန်းတာရင်အဲ့ဒီနေအောင်မှပင်ကွယ်လွန်ထွားရှာတယ်။အသေးရစရာကောင်းတာကသူတည်သွားတဲ့အချိန်မှာတော့သူ့လက်ထဲမှာခွန်ဆန်လော့ပေးခဲ့တဲ့အမတ်တရပစ္စည်းလေးကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲခွန်ဆန်လော့တီလောင်အိမ်ကိုညင်းနဲ့အပြင်းနှင်ပြီးပြန်ရောက်လာခဲ့တယ်။အိမ်ထဲဝင်ချင်းပဲနန်းဦးပြင်လို့လှမ်းခေါ်ပေမဲ့ပြန်ထိုးမဲ့သူမရှိခဲ့ဘူး။ရုတ်ခမကြီးကတော့ဘာမှမသိတယ်လို့နဲ့နှစ်မိမကငါ့ကိုပစ်ပြီးထွက်ပြေးသွားပြီလို့လင်းပြောလိုက်ပါသေးတယ်။ဒါပေမဲ့ခွန်ဆန်လော့ကမယုံဘူးလေ။သူချက်ချင်းပဲမြင်းမော်ပြန်တက်ပြီးနန်းဦးပြင်ထွက်သွားနိုင်တဲ့လမ်းအတိုင်းလိုက်ရှာတော့တာပဲ။နောက်ဆုံးရွာအဝင်ညောင်မင်းကြီးရောက်တဲ့အခါမှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကဘာလုံးမောင်အတိကျသွားတယ်လို့ခန်းစားလိုက်ရတယ်။မြေကြီးပေါ်မှာအေးဆက်ဆက်လေးလျောင်းလေးသူ့ရဲ့ချစ်စနီးလေးခွန်ဆန်လော့ကနန်းဦးပြင်အပွေ့ချီတဲ့အိုဟင်ကိုကြွေးရင်မင်းမရှိပဲငါဘလို့ရှင်းတတ်ညမလဲလို့အချင်းချင်းမီးနေမိတယ်။နန်းဦးပြင်ရဲ့လက်ထဲကစုပ်ကိုက်ထားတဲ့ပစ္စည်းလေးကိုမြင်လိုက်တဲ့အချိန်မှာတော့ခွန်ဆန်လော့ရဲ့ရင်ထဲမှာနာကျင်လောက်အောင်နာကျင်သွားရတယ်။ဒါပေမဲ့ဇလန်းကဒီမှာပဲမဆုံးသေးပါဘူး။နန်းဦးပြင်ရဲ့ဝိညာဉ်လေးကခွန်ဆန်လော့ကိုမဆုံးခွာနိုင်ပဲဘေးနားမှာရှိနေခဲ့တယ်လို့ခွန်ဆန်လော့ကိုယ်တိုင်လည်းနန်းဦးပြင်မရှိတဲ့လောကကြီးမှာမနေကျင်တော့တဲ့အတွက်ခွန်ဆန်လော့တယောက်ဘာဆက်လို့မလဲသူတို့ညယောက်ရဲ့အချစ်ကတဲချင်းတရားကိုကြော်လွင်ပြီးဘလို့မျိုးပြန်ဆောင်ကြမလဲဆိုတာကိုတော့နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းလေးမှာဆက်လက်နားဆင်ပေးကြပါအောင်